မြန်မာနိုင်ငံမှာ engineering နဲ့ engineering ပြီးထားတဲ့သူတွေဒီ diploma တစ်ပိုင်းတစ်စားနဲ့လုပ်ငန်းခွင်မှာရာထူးတိုးဖို့အတွက်အဆင်မပြေဖြစ်နေတဲ့သူတွေဒီ international standard နဲ့အညီပေါ့နော် engineering အတန်းကိုဖြည်းဖြည်းမြောက်တက်မြောက်သူတင်လူတွေအတွက်ကျွန်တော်ရှိမှာက Eversafe Academy ဆိုတဲ့အကြောင်းတစ်ကြောင်းရှိရဗျEversafe ကမြန်မာပြည်က Engineering Diploma Certificate ရရှိထားတဲ့ကျောင်းသားတွေအနေနဲ့ Basic ကနေစတက်ဆရာမလို့ပဲနဲ့ Advanced Diploma တန်းကနေစတက်လို့ရပါတယ်။ဒါကြောင့်သင်ရဲ့ငွေနဲ့ချိန်ကိုလည်းသက်သာစေမှာဖြစ်ပါတယ်။ Eversafe ရဲ့ဒီ diploma လက်မှတ်တွေမှာဆိုရင်ကျွန်တော်တို့စင်ကာပူနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင်လုံခြုံရေးဆိုင်ရာကော်မတီ Workplace Safety and Health Council ရဲ့အသိအမှတ်ပြုတစိမ့်ပါဝင်တဲ့အတွက်ကြောင့်မလို့ကျောင်းပြီးလို့ကျောင်းသားက diploma ရတာနဲ့စင်ကာပူရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေစက်မှုကုန်ထုတ်လုပ်ငန်းတွေမှာတိုက်ရိုက်အလုပ်တန်းလျှောက်လို့ရတဲ့အခွင့်အရေးတွေရရှိမှာဖြစ်ပါတယ်လက်တွေ့လုပ်ငန်းခွင်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့အတွက်ကြောင့်ကျောင်းသားတွေအနေနဲ့ construction site တွေ manufacturing plant တွေမှာပါတွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ Eversafe ရဲ့ဒီ Advanced Diploma အတန်းနေရာဆိုရင်လည်းပဲကျွန်တော်တို့မြန်မာနိုင်ငံမှာသင်ကြားခဲ့သမျှဒီ theory တွေအားလုံးမှာစင်ကာပူနိုင်ငံရဲ့ practical standard တွေနဲ့ပြန်လည်ပေါင်းစည်းပေးလိုက်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှစာတွေ့ရောလက်တွေ့ရော theory နဲ့ practical အပိုင်းကိုကျောင်းသားတွေအနေနဲ့တွဲမိသွားစေရဖြစ်ပါတယ်ဗျမြန်မာပြည်က Engineering Diploma Certificate ရရှိထားတဲ့ကျောင်းသားတွေအနေနဲ့ဒီကျောင်းပြီးသွားလို့ရှိရင်ဒီ permanent အလုပ်တွေကိုပါထပ်မံပြီးတော့မှရှောက်ထားလို့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ Service Singapore နဲ့အတူ Eversafe Academy မှာကျောင်းတက်ရောက်ဖို့အတွက်ကိုကျွန်တော်အနေနဲ့ဖိတ်ကြားလိုက်ပါရဗျ